ဝိရောက်ပြီဆိုတော့ဒီလိုလာမှကြည့်ကြုံနေပေါ့ဝါလို့လေရောက်လာမှကြည့်ကြုံနေကြည့်ကြုံဝိဖက်လို့တာရောကမဟုတ်ဘူးလေဝိဖက်လို့တာရောမသူ့တဲမှာခိုင်းရောက်လာတော့အဲ့လိုပဲလေခိုင်းရဆိုတာဟောမနိုင်တာဒီပြင်မာတော့ဟောဝိဖက်လို့ဟုတ်လားဝိကြိုင်ကျွန်မရတယ်ဟုတ်လားဝိဖက်သူလည်းရောက်ပါဆိုသူ့ဝိသူမနိုင်ဘူးအခုတော့မရလေးနည်းနည်းဆရာမလုပ်ပြီးတော့ပေးရမယ်ဒီမှာထိုင်တယ်ဟုတ်ကျမမတဲပုံလေးပါညမှာတာပုံနေတာလားပုံနေမှာပေါ့တဲလာပုံလားတဲပုံနဲ့ရတာဟာပဲပုံတော့တော့ဒီနေရာလေးမှာပဲเนาะဆရာဘူးသွားရလဲမနေ့ကတော့ဟာဘူးပါအဲ့သွားနေအဲ့ပါမြင့်မှန်နဲ့ဦးလေးလားဆရာတော့ရိုက်ဆိုင်ဒီတိုင်းအခုဆိုင်ဒီတိုင်းပြောတာတိုက်ကုန်သေးတာဟိုပေါ့တဲ့ငါအင်းလေးစီတောက်အောင်ပါအဲ့ဒါညမှာတော့ကိုပြောတော့သွားမှာလေဒီနားမှာနေမှာဘယ်နားနေရမှာငါဘယ်နားနေရမှာဘယ်နေရမှာဒီဘက်နေရမှာနားမနေစားပြီးမှတာဒီပဲဆရာကခေါင်း